အားလုံးပဲမင်္ဂလာပါအတူယူစရာယဟန္တာစီစဉ်မှာဓာတမမြောက်ပုပ်ရဟန်းမင်းကြီးစိန့်ပါယက်အကြောင်းကိုပြောပြချင်ပါတယ်စိန့်ပါယက်ကိုအီတလီနိုင်ငံကဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာခဲ့ပါတယ်သူဟာမွေးချင်း10ယောက်မှာဒုတိယမြောက်သားလေးဖြစ်တဲ့ဂျိုးဆက်ဆာတိုဟာနောက်မှာ20ရာစုအသက်တော်68နှစ်အရွယ်မှာပုပ်ရဟန်းမင်းကြီးပါယက်ဖြစ်လာခဲ့ပါတယ်သူဟာစိတ်တဘောရနူးညံ့သိမ်မွေ့သူဖြစ်ပြီးကျွန်ုပ်ဟာဆင်းရဲစွာမွေးဖွားသက်ရှင်လာတဲ့ဆင်းရဲသားဖြစ်ပြီးစစ်စင်ရဲတေးရမှာဖြစ်ပါတယ်လို့ဆိုခဲ့ပါတယ်။အဲ့ဒီအချိန်ကပုပ်ရဟန်းမင်းကြီးတင်မြောက်ခံရခြင်း The Perfect Count လို့ခေါ်တဲ့ပုပ်ရဟန်းမင်းကြီးရဲ့နေထိုင်ဝတ်စားပုံကိစ္စအဝဝကိုလက်တွေ့မြင်ရတဲ့အခါရှက်ရွံ့မိတယ်လို့ဆိုပါတယ်။နိုင်ငံရေးကိုစိတ်ဝင်စားသူဖြစ်တာကြောင့်အီတလီနိုင်ငံရှိကက်သလစ်ဘာသာဝင်တွေကိုနိုင်ငံရေးထဲမှာထဲထဲဝင်ဝင်ပုံမပါဝင်လာစေရန်အားပေးခဲ့ပါတယ်။သူပုပ်ရဟန်းမင်းကြီးဖြစ်ပြီးပထမဆုံးလှုပ်ဆောင်မှုတွေကတစ်ခုကတော့ပုပ်ရဟန်းမင်းကြီးရွေးကောက်ပွဲတွေမှာဗီတိုအာဏာနဲ့ဝင်ရောက်ဆွတ်ဖက်တဲ့အစိုးရတွေရဲ့အခွင့်အရေးကိုပယ်ဖျက်အဆုံးသတ်စေခဲ့ပါတယ်။သူကိုအဲ့ဒီအခွင့်အရေးနဲ့ရွေးချယ်ခဲ့ပြီး1903ခုနှစ်အထိစီးဝေးပွဲတွေမှာလွတ်လပ်မှုကိုရှော့ချတဲ့အလေးအကျင့်တစ်ခုဖြစ်ခဲ့ပါတယ်။1905ခုနှစ်တွင်ပြင်သစ်က Holy See ပုပ်ရဟန်းမင်းကြီးရုံးတော်နှင့်သဘောတူညီချက်ကိုဆွန့်လွတ်ပြီးကက်သလစ်အသင်းတော်ရေးရာတွေကိုအစိုးရထိန်းချုပ်ဖို့ခွင့်မပြုပါကဖျားเจ้าပိုင်ဆိုင်မှုများကိုတင်ဆက်မယ်လို့ချင်းချောက်တဲ့အခါမှာပုပ်ရဟန်းမင်းကြီးပါယက်ကထိုတောင်းဆိုချက်ကိုတတိရှိရှိပယ်ချခဲ့ပါတယ်။ပီရူးနိုင်ငံရှိစိုက်ခင်းတွေမှာဒေသခံဌာနေတိုင်းသားလူမျိုးများပေါ်ဆိုးရွားတဲ့ဆက်ဆံမှုများအတွက်ရှုံချခဲ့ပါတယ်။ဒါလည်းလှုပ်ခတ်ပြီးနောက်မက်ဆီနာချန်ကယ်ဆယ်ရေးကော်မရှင်ကိုဆေလွတ်ပြီးဒုက္ခသည်များကိုသူ့စရိတ်နဲ့ခိုလုံခွင့်ပေးခဲ့ပါတယ်။သူကိုပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးကောက်တင်မြှောက်ခံရတဲ့17နှစ်မြောက်နှစ်ပတ်လည်နေ့မှာဥရောပဟာပထမကမ္ဘာစစ်ထဲကိုထိုးကျသွားခဲ့ပါတယ်။ဒီစစ်မှတ်တွေကဘုရားသခင်ကျွန်ုပ်ကိုခံထမ်းစေတဲ့နောက်ဆုံးဒုက္ခကားတိုင်းဖြစ်တဲ့ကျွန်ုပ်ရဲ့ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကိုဒီကက်ဆိုးဘေးကနေကယ်တင်မှုအတွက်အသက်ဆုံးဖို့ဝင်မလေးပါဘူးလို့မိန့်ကြားခဲ့ပါတယ်။ဒါပေမဲ့သူဟာစစ်ပွဲစတင်ပြီးနောက်ရက်တပတ်အနည်းငယ်ကြာမှပဲပြန်လွန်တော်မူခဲ့ပြီးနောက်ပိုင်း1954ခုနှစ်မှာယဟန်နာဖြစ်တရားဝင်တင်မြှောက်ခံခဲ့ရပါတယ်။ပုပ်ရဟန်းမင်းကြီးပါယက်တသမမြောက်ဟာကလေးတွေအတွက်တန်ရှင်းသောကိုရောမြတ်ဆက်ကရမတူကိုမကြာခဏပြင်ယူခြင်းကိုအားပေးခဲ့ပါတယ်။သူဟာလောကကြီးမှာမပျော်ရွှင်မှုနဲ့ဘဝရဲ့ခက်ခဲများကိုသိတဲ့ဖျားသခင်ရဲ့လူတူဖြစ်ခဲ့ပြီးသူ့ရဲ့နှဆိုင်တဲ့နှလုံးသားနဲ့လူတိုင်းကိုနှစ်သိမ့်မှုပေးခြင်းခဲ့သူဖြစ်ပါတယ်။စိန့်ပါယက်ကျွန်ုပ်တို့ဖုန်းကဆူတောင်းပေးတော်မူပါ။ဤဆောင်းပါးကို Father Chan ဟာ SG မှာရေးသားထားတာဖြစ်ပါတယ်။ကျွန်မကတော့မာရီယာနုနုဖြစ်ပါတယ်။နားဆင်သူအားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ။ DG for the greatest glory.